ထမင်းမြိန်စေမဲ့ဆက်ဆက်မွေးမွေးဥကတ်ကျော်ဒါကတော့ထမင်းပူပူလေးနဲ့ဆိုတခြားဟင်းတောင်မလိုတော့ပဲထမင်းမြိန်စေမဲ့ဆက်ဆက်မွေးမွေးဥကတ်ကျော်ပြုလုပ်နည်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်ဗျကြက်ဖို့ကျော်ကိုဒီအတိုင်းပဲကြော်စားနေတုံးလားအခုပြောပြမဲ့ sauce ချက်ဥကျော်နည်းလေးကတော့အနှဲငယ်ဆက်ဆက်လေးနဲ့အနက်မွေးမွေးလေးမို့လို့ထမင်းပဲနှစ်ပန်းကန်ကုံသွားမှန်းတောင်တိမှာမဟုတ်ပါဘူးဒဲအိုးထဲမှာစီနှဲငယ်ထည့်ပြီးပူလာရင်ကြက်ဥတွေကိုဖောက်ထည့်ပါအောက်ခြေလေးတင်းလာပြီဆိုရင်ဟိုဘက်ဒီဘက်လန်ပေးပြီးနှစ်ဖက်လုံးရွှေအိုရောင်တန်းကကျွတ်ရွလာတဲ့အထိကြော်ပေးပါပြီးရင်တော့စီစစ်ပြီးခဏဖယ်ထားပါဒဲအိုးထဲမှာကြံနေတဲ့စီလေးကိုပဲပြန်သုံးပါမယ်ကြက်သွန်ဖြူတပြားရိုက်ထားတာနဲ့ငရုတ်သီးစိမ့်လေးတွေကိုထည့်ပြီးအနက်မွေးပြန်လာတဲ့အထိစီတက်ပေးပါကြက်သွန်ဖြူနဲ့လေးကဟင်းရဲ့အရသာကိုပုံမပြည့်စုံစေပါတယ်အနက်မွေးလာပြီဆိုရင်ကြော်ထားတဲ့ကြက်ဥတွေကိုအိုးထဲပြန်ထည့်ပါပြီးနောက်ပဲငပိနဲ့ခရူစီအနှဲငယ်စီထည့်ပေးပါကြက်ဥတွေပေါ်မှာ sauce အရသာနှက်ဆက်သွားအောင်အမြန်လေးမွေပေးပြီးတာနဲ့အိုးပေါ်ကချလို့ရပါပြီဒီဟင်းလေးမှာငရုတ်သီးစိမ့်ရဲ့အဆက်နဲ့ခရူစီရဲ့အချိုရသာတို့ပေါင်းဆက်သွားတဲ့အတွက်အိမ်မှာရှိတဲ့ပါဝင်ပစ္စည်းလေးတွေနဲ့တင်စဖို့မှုလက်ရလို့အရသာမျိုးကိုခံစားရမှာပါတကယ့်ကိုရိုးရှင်းပြီးထမင်းမြိန်စေမဲ့နေလန်းလေးမို့လို့ဒီနေ့ပဲစမ်းလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျ